Hi အားလုံးမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ new VX Star shader ကိုဆက်သက်တော့မှာပဲဖြစ်တော့ပါတယ်ဒီနေ့ကျွန်တော်တို့လိုခုမှတက်တက်စ Minecraft player လေးတွေကို supporting လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ like and share subscribe လေးတွေလုပ်ချင်ဖြင့်အကုန်လုံးကျွန်တော်တို့ကို supporting လုပ်ပြီးတော့လို့ရပါတယ်ဗျာကျွန်တော်တို့အနေနဲ့ခု shader လေးကိုတစ်ချက်လောက်သဆန်းကြည့်လိုက်ရအောင်Okay ဟိုကနရမှာစပုံးနေရှိတာအနေထားရဆိုလို့ရှိရင်တော့တော်တော်လေးတော့အဆင်ပြေဖုံးအမြင့်ပိုင်း reset လောက်ကနေဆော့မယ်ဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေလောက်တယ်ဘာလို့ဆိုရှိတာကနည်းနည်းလေးတော့လီးတယ်ဖုံးနှိမ်ပိုင်းလေးတွေဆိုတော့လက်တယ်သူ့ရဲ့တိန်နေ share တွေခုဒီထဲမှာတက်ပယ်လေးဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအပေါ်မှာအပေါက်လေးရအပေါက်လေးနေပြီလင်းနေဝင်နေဟုတ်ပါတယ်အဲ့တော့ခုညပိုင်းလေးကိုတစ်ချက်လောက်တွားလိုက်မယ် midnight ကိုတစ်ချက်လောက်ကြည့်လိုက်နေ့ကိုတစ်ချက်လောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုဒီမှာအပေါက်လေးရှိအဲ့အပေါက်လေးနဲ့လင်းလေးတွေဝင်နေတယ်ပြီးတော့အပြင်ကိုထွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျဲတကွန်ခေါ်မှာပေါ့ကျဲတကွန်လေးတွေတွားနေတွေ့ရမယ်ပြီးတော့ဒီငကငွေတန်းလိုမျိုးလင်းတန်းကြီးတွားနေတွေ့ရမယ်ပြီးတော့ရေပေါ်မှာဆိုလို့ရှိရင်လည်းပြန် sorry မှာပါလင်းပြန်ဒီမှာဆိုလို့ရှိရင်လင်းပြန်ဒီရှိတ်ကဆော့လို့တော့ကောင်းတယ်ဒါပေမဲ့ဖုံးအနှိမ်ပိုင်းကလူတွေဆော့မယ်ဆိုရင်တော့တော်တော်လေးကိုလက်တဲ့ရှိတ်ရထဲမှာပါတယ်ခုကျွန်တော်တို့သူrecipe နဲ့ဆော့နေလို့မလို့ဒါမှလက်တာဆက်လိုက်တော့ဆော့လို့ရှိရင်တော့လက်ခုတော့နေဝင်နေလှတယ်အဲ့တော့ဒီ shader ကို download ဆွဲခြင်းရင်ကျွန်တော်ဒီ video ရဲ့ comment ဒီ video ရဲ့ description မှာ link တစ်ခုချပေးထားမယ်အဲ့ link ကနေဝင်ပြီးတော့ download ဆွဲလို့ရမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ